ကျွန်တော်အမားတစ်ခုလောက်ခဲ့ဘူးလေဗျာအဲ့ဒါပါလဲဆိုတော့ကျွန်တော် TikTok ကနေပြီးတော့ပတ်စံရှာမယ်ဆိုပြီးတော့စဉ်းစားတာဗျာအဲ့ဒီတော့ကျွန်တော်ပထမဆုံးအနေနဲ့ဘာလုပ်ခဲ့လဲဆိုတော့ကျွန်တော် TikTok account တစ်ခုဝယ်ခဲ့တယ်ဝယ်ပြီးတော့မှဗီဒီယိုတွေကျွန်တော်တစ်ပတ်လောက်တင်လိုက်သေးတယ်ဗျာဗီဒီယိုတွေပုံတွေတစ်ပတ်လောက်တင်လိုက်သေးတယ်ကျွန်တော်ထင်စပြီးတော့ထင်ခဲ့မိတာကျွန်တော်မလေ့လာလဲပါမှာပေါ့ဗျာစပြီးတော့ထင်ခဲ့မိတာကျွန်တော်ဒီ monetization အောင်ပြီးသား account ကိုဝယ်ပြီးတော့တင်မယ်ဆိုလို့ကျွန်တော်တို့ပတ်စံရမယ်ထင်တာပေါ့ဘာလို့လဲဆိုတော့ view တွေ follower တွေကရှိပြီးသားကိုဒါပေမဲ့အဲ့မှာဘာဖြစ်သွားလဲဆိုတော့ကိုလှုပ်ရှင်တဲ့ပုံစံနဲ့တို့ view ရှာတဲ့ပုံစံတွေကမကိုက်ဘူးဗျာအဲ့လို audience မတူဘူးပေါ့ပြောရမယ်ဆိုရင်သူတို့ကကျတော့ဒီ monetization ကနေပတ်စံရဖို့ဒီ account ကို follower တွေ view တွေရှာတာမဟုတ်ဘူးဗျာသူတို့ကကျတော့ဒီ account ရောင်းဖို့အတွက်ကို follower တွေ view တွေရှာတာတင်မှာအဲ့လိုမျိုးဆိုတော့ဇလန်တွေတင်မဲ့ဥမာတရားတွေတင်သတင်းတွေတင်မဲ့လူစိတ်ဝင်စားတဲ့အရာတွေတင်တာဗျာအဲ့လိုမျိုးဆိုတော့သူတို့က view ရလွယ်တယ်တင်မှာ2ရက်အတွင်းလဲရမယ်1ရက်အတွင်းလဲရမယ်1လအတွင်းလဲရမယ်အဲ့လိုမျိုးပေါ့သူတို့ကကျတော့ဒီ account ကိုရောင်းဖို့အတွက်တက်ပဲ view ချလာတာဖြစ်တဲ့အတွက်ကိုကပြန်ဝယ်ပြီးတော့သုံးမဲ့ဆိုလို့ရင်ကိုယ့်ရဲ့ audience နဲ့မကိုက်ဘူးဗျာကို fan တီးကျင်တဲ့အရာတွေကတလွဲကြီးဖြစ်နေတာအဲ့လိုမျိုးဖြစ်နေကိုကတကယ်လို့မှ social media ကနေပြီးတော့ပတ်စံရှာခြင်းနဲ့ဆိုလို့ရင်ကိုတိုင်းဖန်တီးနိုင်တဲ့ scale တစ်ခုရှိရမယ်ဗျာ scale ရှိရမယ် knowledge sharing အဲ့လိုကိုရဲ့ site ထုတ်မှုတစ်ခုကိုပြရမှာဗျာအဲ့လိုမျိုးရှိမှ social media မှာပတ်စံရှာလို့ရတယ်အဲ့ဒါကျွန်တော်နောက်ပိုင်းနားလဲလာပါတော့နောက်ပြီးတော့ကိုကတကယ်လို့မှဒီဟာကိုလုပ်မယ်ဒီကနေပြီးတော့ဝင်ရအောင်လုပ်ရှင်တယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာပထမဆုံး Japan region account တွေပါခဏထားလာအောင်ဗျာဒီမှာ social media ထားပါ TikTok account တစ်ခုမြန်မာ region ပဲဖြစ်ဖြစ်တခြား Thai region ပဲဖြစ်ဖြစ်ကိုအဆင်ပြေတဲ့ region ကနေပြီးတော့ account တစ်ခုဖွင့်လိုက်ဗျာဖွင့်လိုက်ပြီးတော့မှအဲ့မှာ video တွေကိုလောက်ထားတဲ့ video တွေတင်မယ်ပုံတွေတင်မယ်စာတွေတင်မယ်အဲ့လိုမျိုးစမ်းတေကြီးပေါ့ဗျာအဲ့ဒီအချိန်မှာမှကိုက view လဲရတယ်တဲ့မှာview လဲရတယ် audience ကလည်းကိုအားပေးရဆိုလို့ရင်အဲ့ဒါဆိုရင်အဲ့မှာစလို့ရတယ်ဗျာတဲ့မှာအဲ့ account တွေJapan region ပတ်စံရတဲ့ region တွေပြန်ရှင်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်လို့ရတယ်အဲ့ဒါကြောင့်မလို့ပြောချင်တာ account ဖွင့်ပြီးသားတွေ monetization အောင်ပြီးသားတွေဝယ်မယ်ဆိုရင်ကိုနဲ့ကြိုက်လားမကြိုက်လားအရင်ကြည့်ပြီးတော့မှဝယ်ပေါ့ဗျာတဲ့မှာအဲ့ဒါလေးပဲပြောချင်ပါတယ်Peace